ဒီ vlog ရဲ့စာကကျွန်တော်တို့အောက်စီးထွေးတဲ့နေ့ကနေပြီးစပါတယ်ဒီအောက်စီးထွေးတဲ့နေ့မှာကျွန်တော်တို့တကယ်ချင်းတွေနဲ့စုပြီးတော့ကြည့်ခဲ့ပါတယ်ဘာလို့လဲဆိုတော့တချို့တွေကရန်ကုန်မှာဖြစ်နေတာဖြစ်ပါတယ်တကယ်ချင်းတွေအတူတူအောင်တော့တီးရတဲ့ feel ကတော့တော်တော်လေးကိုမှမိုက်ခဲ့ပါတယ်နောက်တစ်နေ့ကျတော့ကျွန်တော်တကယ်ချင်းတွေလူစုံလို့ကျွန်တော်ကြောင်းသွားခဲ့ပါတယ်အခုကတော့ကျွန်တော်တကယ်ချင်းတွေစောင့်နေတာဖြစ်ပါတယ်အခုကတော့ကျွန်တော်တို့ဆရာနဲ့ဓာတ်ပုံရိုက်ဖို့လုပ်နေပါတယ်ဆရာနဲ့ဓာတ်ပုံရိုက်ပြီးဆိုတော့ကျွန်တော်တို့အကြောင်းထဲကိုတောင်းမှာဖြစ်ပါတယ်ပြီးတော့ဆရာမတွေနဲ့တွေ့မှာဖြစ်ပါတယ်အကြောင်းလာရတဲ့ feel ကတော်တော်လေးကိုမိုက်ပါတယ်အရင် memory တွေနဲ့ခေါင်းထဲကိုပြန်ဝင်လာပါတယ်ခုကတော့ကျွန်တော်လူစုံလုံးဓာတ်ပုံရိုက်နေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကြောင်းပေါ်ကနေမြင်ရတဲ့ view လေးဖြစ်ပါတယ်တော်တော်လေးကိုလည်းလှပါတယ်ဒါကတော့သူများကြီးဆရာမတွေရဲ့စကားပြောရတဲ့အချိန်မှာကျွန်တော် outfit check နေတာဖြစ်ပါတယ်ဒီနေ့ရဲ့ word ထားရဲ့ outfit ကတော်တော်လေး grind ပါတယ်ဒါကတော့ကျွန်တော်တို့ grade 12ကလုပ်ထားတဲ့ project လေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တကယ်ချင်းတစ်ယောက်က face style ရနေပြီးတော့ဆရာမတွေစကားပြောနေတာဖြစ်ပါတယ်ကျွန်တော် grade 12တော့နေခဲ့တဲ့အခန်းစီကိုတွားလည်ခဲ့ပါတယ်ကျွန်တော်ပြီးရင်တော့ဒီဟိုသွားဒီသွားရှောက်သွားခဲ့ပါတယ်ပြီးရင်တော့မင်းကုန်းစာရေးကြီးမှာပူကီရောင်းဝယ်ရေးကုမ္ပဏီ limited ဆိုပြီးတော့လက်ကမြင်ခဲ့ပါတယ်ရောက်ကြောင်းဝန်တွေ့ရတဲ့တကယ်ချင်းတော်တော်များများကျွန်တော်လာနှုတ်ဆက်ပါတယ်ဟုတ်ပြီရက်တည်းဟုတ်ပါလေခမရမလားတဲ့လားบอกกันคุยชีเลยไม่เห็นแล้วนะဒီနေရောက်ကကျွန်တော်အကြောင်းဝန်ဒုက္ခပေးနိုင်ဆုံးနေအောင်ဖြစ်ပါတယ်အခုကအကြောင်းဆင်းချိန်ရောက်ပြီဆိုတော့ကျွန်တော်တို့ဆရာမရဲ့ဓာတ်ပုံရိုက်ပြီးလို့ရှိရင်ဆရာကြီးနဲ့တာတူမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဆရာမတွေကိုဒေနာကျွေးဖို့အတွက်သွားဖိတ်တာကိုဒီအကြောင်းအနေမျိုးစုပေးဝဲအတွက်ဖိတ်စာပြန်ပေးလောက်လိုက်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ဆရာကြီးကိုသွားနှုတ်ဆက်ခဲ့ပါတယ်ဆရာကြီးကလည်းအရန်သဘောကောင်းပါတယ်ကိုကတော့ကျွန်တော်ကျောင်းကနေပြန်ပါတော့မယ်ကျွန်တော်တို့ကျောင်းကနေပြန်တော့ဟောဖို့သွားစားခဲ့ပါတယ်ကျွန်တော်တို့ဟောပေါ်သွားပြီးလို့ရှိရင်တခြားကဖေးတခုမှာကိတ်မို့သွားစားခဲ့ပါတယ်ကျွန်တော်ကဖေးဆိုင်ကိုသွားတာကဖေးဆိုင်မှာကျောင်းကအယူမလေးနဲ့ပြတ်တွေ့ပါတယ်ဒီယူမလေးတွေကကျွန်တော်ဒုက္ခအရင်ပေးပါတယ်ကျွန်တော်any vlog ကိုအဲ့လောက်ပဲရိုက်ခဲ့ရပါတယ်ဒီနေ့ကတော့ကျွန်တော်ကျောင်းမှာဘလုံးခွဲလုပ်တာဖြစ်ပါတယ်ဘလုံးခွဲကတော့ grade 12အောက်ထားတဲ့လူနဲ့ကျောင်းလူတွေနဲ့ဘလုံးကန်တာဖြစ်ပါတယ်ဒါကတော့ဘလုံးကန်ကြီးပန်းစည်းပြီးနေတာဖြစ်ပါတယ်ဘလုံးကန်ကြီးနဲ့မိုးရလာဆိုပေမဲ့လည်းကျွန်တော်တွေကမစော့တော့ဆွဲနဲ့ရှစ်ကတ်ခဲ့ပါတယ်我这边这是多。要不要？你。ပြီးရင်တော့ကျွန်တော်တို့အောက်ဆင်းပြီးတော့ကြည့်ခဲ့ပါတယ်ဝင်နေတာခွာတော့ဘလုံးဝဲလေးပြီးတော့ပြီဆိုတော့ကျွန်တော်ပြန်မတော့မယ်ဟုတ်ရိုင်းနေတော့အခုကတော့ကျွန်တော်ချောင်းအနေပြန်မှာဆိုတော့အပြစ်တော်မှာဖြစ်ပါတယ်
ဒါကတော့ကျွန်တော်တို့ဘာမှမစားလာခဲ့ရလို့အခုမှလာစားဖြစ်ပါတယ်ဒီထမင်းကြော်လေးကတော်တော်လေးကိုမှစားလို့ကောင်းပါတယ်ဒါကတော့ကျွန်တော်တို့ဟိုကြည့်တီကြီးရှောက်ကြည့်နေတာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့တီတုံးဆိုပြီးတော့ပြပါတော့မယ်ဒီနေ့ကတော့ကြောက်စရာတွေကိုတင်လာလိုက်ချွေရဖြစ်ပါတယ်ပြီးရင်တော့ဒီ Osmo Pocket 3ကိုဆရာကြည့်ချင်တယ်ဆိုလို့ခဏငှားလိုက်ပါတယ်တို့လောဆန်းတော့ဝေးရိုင်းမြောင်းပဲဖြစ်နေဟုတ်အေးရပြီ Okay Go So right now food are ready so let's eat it အခုကတော့ဆရာမတွေကလည်းစုံတလောက်ဖြစ်နေပါပြီပြီးရင်တော့ဆရာမတွေကတချင်းဆိုခဲ့ပါတယ်ပြီးရင်တော့ကျွန်တော်တို့လူစုံတော်လေး trend join ခဲ့ပါတယ်အခုကတော့ကျွန်တော်ရဲ့အပြင်မှာကိတ်မှုတောင်းဝဲစားရဖြစ်ပါတယ်ဖြစ်ချင်တော့တငယ်ချင်းရဲ့ဆိုင်ကဟောကမလာတော့ပါဇက်နဲ့ပဲတီးဆိုပြီးတော့အော်လာခဲ့ရပါတယ်ပြီးရင်တော့ကျွန်တော်တို့ကတီချာရဲ့ group photo ရိုက်ခဲ့ပါတယ်ကျွန်တော်တို့ဓာတ်ပုံရိုက်ပြီးတော့ပြန်လာတော့ပါမယ်တော့မှပြန်မယ်ခွေရခုကတော့ကျွန်တော်ပြန်လာတော့မယ်မနေ့ဖြတ်ကြလို့ချီရဲကျွန်တော်ဆူသွားယူရမှာဆိုတော့အစောကြီးထားမှာဖြစ်ပါတယ်အခုကတော့ကြောင်းသွားဖို့ပြင်နေတာဖြစ်ပါတယ်တော်လေးမှနောက်ကျနေပါပြီအခုကတော့ကျွန်တော်ကြောင်းကိုစားရောက်နေပါပြီကြောင်းရောက်တော့အခမ်းအနားစားဖို့လုပ်နေပါတယ်ပြီးတော့လာတဲ့လူတွေကလည်းအများကြီးပါပဲပထမဦးဆုံးဆရာကြီးကမိန့်ခေါ်ပြောပါတယ်ပြီးရတော့ကျိုးကြောင်းနေပြီးတော့ဂုတ်ထုငါးပါးတာနဲ့အောက်သွားပြီးတော့အမေရိကမှာကြောင်းတင်နေတဲ့အကိုကြီးကကျိုးကိုသူ့ရဲ့ experience ကို share လုပ်ပြပေးတော့ပါတယ်ပြီးရတော့ကျိုးကို group တချင်းတွေဖြောပြပါတယ်ခုကတော့ကျိုးတဲ့အကောင်းဆုံးအချိန်ဖြစ်တဲ့စုပေးဝဲခန္ဓာကိုစတင်တော့မဲ့အချိန်ရောက်လာပါတယ်ဒီဆိုအောင်ခဲ့မောက်တက်ပြီးတော့ဆွေးနွေးနေပါဗျာဝိပ္ပန္နဒီဆိုအောင်ခဲ့ပြီးမောက်ဒီဘရထောဆွေးနွေးနေပါဗျာမောက်အေးတဲ့တော့ဆွေးနွေးနေပါဗျာ
ကတော့ကျွန်တော်ရခဲ့တဲ့စုတွေဖြစ်ပါတယ်ပြီးတော့6ပတ်တိုင်ရတဲ့တယောက်ကကျွန်တော်မိတ်ခေါ်ပြောပါတယ်ပြီးတော့ကျွန်တော်ကိုဂုတ်ပြုတ်တဲ့ရှင်နောက်တစ်ပုတ်နဲ့ဖြောဖြစ်ပါတယ်ဘုံပြုစုခြင်းရဲ့ဆိုင်ရာအာမေဘမိသားစုကျေးဇူးပါဗျာကျွန်တော်စုပေးပွဲလည်းပြီးသွားပြီဆိုတော့ကျွန်တော်ထပ်ပေါ်ရိုက်ဖို့လုပ်ပါတယ်ပြီးရင်တော့ကျွန်တော်ရဆရာမတွေထပ်ပေါ်ရိုက်လိုက်ပါတယ်ဆရာကြီးတွေလည်းရိုက်ပါတယ်စုပြီးတော့ရိုက်ပါတယ်ဒီကျွန်တော်တို့ရဲ့ဒီအခြေအကျွန်တော်တို့ celebrity တရားလို့ခန်းစားလိုက်ရပါတယ်ကျွန်တော်ဒီစုပြီးပွဲပြီးတော့အပြင်သွားခဲ့ပါတယ်ပြပေးပြတော့ဘယ်လိုခေါ်ဟာဘူးကျွန်တော်မင်းကလေးကနေဘာမှမစားတာခဲ့ရတော့ဒီ cafe မှာကျွန်တော်စားဖို့ပြင်ပါတယ်ပြီးတော့ကျွန်တော်လေးသွားစီးပြီးတော့ဒီကျွန်တော်ရဲ့ဒီ grade 12ဘဝကလုံးဝပြီးသွားမှာဖြစ်ပါတယ်အခုကတော့ကျွန်တော်ရဲ့မိဘတွေမသိအောင်လေးစိတ်ခိုးသွားတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ trend တစ်ခုကို join မှာဖြစ်ပါတယ်ကျွန်တော်ဒီလေးစိတ်ရောက်တော့ဘယ်လေကိုငါလို့ငါရမယ်မသိပါဘူးဒါပေမဲ့ဒီအိုးလေးတစ်ယောက်နဲ့တွေ့ပြီးတော့တော်တော်လေးမှကန်ကောင်းပြီးတော့ဈေးလည်းအရန်တန်တဲ့လေးတစ်စင်းကိုတွေ့သွားတာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်ငါခဲလိုက်ပါတယ်ပြီးရင်တော့ကျွန်တော်ဒီ trend တစ်ခု join ခဲ့ပါတယ်ဒါကတော့အလုပ်တိကျမဲ့ trend တစ်ခုဖြစ်မယ်လို့ထင်ပါတယ်ဒီဦးလေးကတော့ကျွန်တော်ရဲ့ cameraman ဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ trend ကို join ပြီးရင်တော့ကျွန်တော်အိမ်ပြန်လာခဲ့ပါတယ်ကျွန်တော်တို့ဒီ vlog ကိုနှိကုတ်ကြရမယ်ဆိုလို့ရှိရင်တို့တွေဒီချောက်က memory တွေပဲပြီးခဲ့တာမဟုတ်ပဲနဲ့ဒီကျွန်တော်တို့ experience တွေနဲ့အများကြီးပြီးခဲ့တယ်ကြာ teacher တွေဆရာတွေကလည်းအရင်မှ close ဖြစ်တယ်တကယ်ချင်းတွေကလည်း keyword တွေရှိတဲ့ကြောင့်မို့လောကမှစီစီလုံးလုံးနဲ့ခင်ခဲ့ကြရဲအဲဒါကြောင့်မို့ဒီကြောင်ကကျွန်တော်တို့ memory တစ်ခုဖြစ်နေနဲ့ရှိနေမှာဖြစ်ပါတယ်